ရွှေရောင်နိုင်ငံတော်ကိုသူတည်ဆောက်မည်ယုံကြည်ခိုင်မာစိတ်ထားမြဲတည်ရမည်ဒီမိုကရေစီနိုင်ငံတော်တည်စီထူထောင်မည်